ပတိစိတ်ချင်းကစိတ်ပိုင်းဆရာပေါ်ဘလို့တရားမှုရှိတယ်လေပတိစိတ်တာကိုဘုဒ္ဓဘာသာဝင်တော်တော်များများလုပ်လို့ရှိပါတယ်သူကတော့ဘာသာရေးတရားလုပ်တယ်ဆိုပတိစိတ်ချင်းအတိတ်ထံဝင်ခြင်းဆိုတာတွေနဲ့ရှင်တွဲပြီးမြင်နေရတဲ့အထိပါပဲပတိစိတ်တာမကောင်းဘူးလားဆိုကောင်းပါတယ် Facebook ပေါ်ကပွဲတွေကိုတွားကြည့်အမုန်းတွေဒေါသတွေပွားအသင်းဖြစ်တွေဖက်နေတာဆက်ဆိုင်တော့ပတိစိတ်နေတာပူကောင်းတာပေါ့စိတ်ကိုအေးချမ်းစေတယ်ကြည်လင်စေတယ်နောက်ပြီးကုကွယ်ရမယ့်နေတဲ့အခါဘေးရဲ့နေရွေထူပြောနေတဲ့အခါမှာလဲစိတ်ကိုလုံခြုံမှုရှိစေတယ်တကယ်တော့ပတိဆိုတာအခောက်ရည်အကျဉ်ရည်ကိုမှတ်ပြီးရဲ့ပစ္စည်းတစ်ခုပဲဗုဒ္ဓလက်ထက်ကမရှိသေးပဲတိဘက်ကနေလာတဲ့ယဉ်ကျေးမှုဓလေ့လို့မှတ်သားဖို့တယ်တရားရှိဆိုတဲ့ကဏ္ဍကဘာသာတရားတွေမှာသုံးလေးရှိတဲ့ကဏ္ဍဖြစ်တယ် secret number ပေါ့နိဗ္ဗာန်ချမ်းသာကိုရဖို့ဖယ်ရှားရမယ့်စိတ်အညစ်အကြေးကတရားရှိမျိုးရှိတယ်ဒါကိုအစွဲပြုပြီးမှသတ်မှတ်ထားတယ်လို့လည်းပြောကြတယ်အာယုံ6ပါးကနေရတဲ့ခံစားမှုအကောင်းရဲ့အဆိုးရဲ့အကောင်းလည်းမဟုတ်အဆိုးလည်းမဟုတ်တာရဲ့အဲ့ဒီခံစားမှုတွေကိုမှတတ်မှတ်တာနဲ့မတတ်မှတ်တာနှစ်ခုစီထပ်ခွဲကာလအဖြစ်အတိတ်ပြစ္ဆုတ်ပံအနာဂတ်ဆိုတော့3မျိုး6အမြောက်3အမြောက်2အမြောက်3စိတ်အညစ်အကြေးပေါင်း108မျိုးတချို့ပတိတွေလည်း28လုံး36လုံး54လုံးစသဖြင့်ရှိသေးတယ်အိန္ဒိယယဉ်ကျေးမှုမှာကိုယ်ကနန်းကလည်းအရေးကြီးတဲ့ကင်းကင်းတဲ့တစ်ခုဖြစ်တာကိုဗုဒ္ဓဂုဏ်တော်ကလည်း9ပါးဆိုတော့ပေါင်းချင်းကိုဖြစ်စေတဲ့နံပါတ်တွေထားများကြတယ်ဆိုတော့ဘာအသားနဲ့လှုပ်ထားတဲ့ပတိမို့ပိုအကျိုးရှိတယ်ဆူတောင်းပြည့်တယ်ဘေးကင်းတယ်တို့တရားရှိလုံးမပြည့်တဲ့ပတိကိုစိတ်ရင်ခိုက်တတ်တယ်တို့ကဖះဟောမဟုတ်စဉ်းစားကြည့်ပေါ့ဒါကြောင့်လက်ထဲပတိမရှိဘူးဆိုလက်ချိုးရည်နေလို့လည်းရတယ်ပတိဘယ်နံပါတ်ဆိုတာရမဟုတ်ပဲ10ခေါက်ပြည့်10ခေါက်အခေါက်30ပြည့်အခေါက်30ကိုပေးနိုင်တဲ့အချိန်နဲ့ကိုယ့်ရဲ့ကျန်းမာရေးနေထားရလှုပ်လို့ရတယ်ဘာလို့အဲ့ဒီလိုအချိန်ရင်းနဲ့လှုပ်ကြလဲဆိုတော့ရည်မှန်းချက်တစ်ခုချတဲ့အခါ smart ဖြစ်ရမယ်လို့ဆိုတယ် X ဆိုတာ specific တိကျရမယ် ဆိုတာ measurable တိုင်းတာလို့ရမယ်ဒါမှရည်မှန်းချက်ချတာပိုထိရောက်တယ်ငါတော့ပတိစိတ်မယ်ကာရာရုပ်မယ်ဆိုမတိကြဘူးမတိကြတော့မလုပ်ဖြစ်ဖို့များတယ်လုပ်ဖြစ်ရင်လေငါတော့လုံနိုင်ခဲ့ပြီဆိုတာမျိုးစိတ်အားတကြွမှုကျေနပ်မှုမရဘူးဘာလို့ဆိုတော့ရည်မှန်းချက်မှမရှိတာမရှိတော့ရည်မှန်းချက်ပြည့်သွားလို့ရတဲ့ခံစားမှုမျိုးလည်းမရတော့ဘူးနေ့စဉ်နေ့တိုင်းဘေဂရာကိုဘယ်နှခေါက်ရွတ်မယ်ဆိုမှတီးကြတယ်တိုင်းတာလို့ရတယ်အဲ့ဒီလိုညီမှန်းထားတဲ့အတိုင်းလုပ်နိုင်တဲ့အခါစိတ်မှာစွမ်းအားရှိလာတယ်ကိုယ့်ကိုယ်ယုံကြည်မှုမြင့်တက်လာတယ်ဒီခေတ်မှာ challenge လုပ်ကြရဲဆိုတာဒါပေါ့အတိတ်ထန်လုပ်လာတာ self determination လုပ်လိုက်တာပါပဲ smart မှာပါတဲ့နောက်စကားလုံး A attainable လုံနိုင်တော့တဲ့အနေထားလေးဖြစ်ရမယ်ဆိုတော့တန်ဖိုးတွေတစ်နှစ်ထောင်နဲ့တလားရွတ်မယ်လို့ကိုမလုံနိုင်တော့တာမျိုးအတိတ်ထန်လိုက်မယ်ဆိုတကယ်မလုံနိုင်တဲ့အခါစိတ်တက်ပို့ကြတယ်ငါကအတုံးမကျပါဘူးဆိုပြီးတင်ငယ်စိတ်တောင်ဝင်သွားနိုင်သေးတယ်ဒါကြောင့်ကိုတကယ်လုံနိုင်တော့တဲ့ပမာဏကိုပဲဂတိပေးအဲ့ဒီအတိုင်းတိတိကျကျလုပ်ဒီအခါစိတ်မှယုံကြည်မှုမြင့်တက်လာတယ်ဒါကပတိစိတ်ရှင်ရဲ့အကျိုးတွေများသောအားဖြင့်တော့ပတိစိတ်ချတယ်ဆိုတာတခုခုကိုကြောက်လို့ရတခုခုကိုလိုချင်လို့ရဒီအကြောင်းတစ်ခုကြောင့်လုံနေကြရများတယ်တကယ်တမ်းတော့ပတိစိတ်လို့နှက်တွေကဆောင်းရှောက်တယ်မမြင်နိုင်တဲ့အကူအညီထောက်ပံ့တွေရတယ်ဆိုတာကကိုယ်ယုံကြည်မှုတွေပဲဗုဒ္ဓကတော့အန်ဒီရမဖြစ်အောင်ဘလို့နေဘလို့ထိုင်ဥပမာတီလာကိုစောက်တည်မေတ္တာထားအဲ့ဒီတော့လူမုန်းနေတယ်တီလာလုံနေတော့တိုက်ခိုက်ခြင်းတဲ့သူနာမည်ဖြတ်ခြင်းတဲ့သူရှိရင်တော့ကိုကဘာမှမဟုတ်တာလုပ်မထားတော့ဘလို့မှနာမည်ဖြတ်မရဘူးအဲ့ဒီလိုပဲစီးပွားလက်လာပါပေါ်များခြင်းရင်လေဘလို့ကြိုးစားအထုတ်ဒီလိုတွေပဲဟောခဲ့တာဒါကြောင့်ပတိစိတ်ဓာတ်ကစိတ်လက်တွေ့အားထုတ်မှုကတော့ပိုရေးကြီးရဆိုတာသိထားဖို့လိုတယ်ဘေးကင်းတယ်ဆိုတာပတိစိတ်လို့ထက်ဉာဏ်နဲ့ရှင်ပြီးလှုပ်တဲ့နာတွေလှုပ်ထားလို့ဖြစ်တယ်
အောင်မြင်ကြီးပွားတယ်ဆိုတာလေအတိတ်ထန်တွေဝင်နေလို့ထက်ဒူးစားအထုတ်လို့ဖြစ်တယ်။တဲဝိုက်ပြောရရင်တော့အတိတ်ထန်အောင်ခြင်းချောင်ရလာတဲ့စိတ်ခွန်အားတွေကအထောက်အကူပြုနိုင်နေပေါ့ဒီလောက်ပဲရှိမယ်။ပတိစိတ်အောင်တက်နေတော့ကိုယ်ရင်ရှိငွေထုတ်ကသူ့အလိုလိုရောက်မလာဘူးဆိုတာတော့ပေါက်ထားဖို့လိုပါမယ်။ပတိစိတ်တဲ့အခါမှာလေပူအကျိုးများစီရာကအခောက်ရည်ပြေးဖို့တဲ့အတိတ်တွေကိုသိနာလဲပြီးစိတ်မှာပွားများတာပါပဲ။ဥပမာအရဟံဆိုကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတဲ့အဲ့ဒါလေးကိုဆင်ခြင်ဗဒက်ကရွတ်ချင်လဲရွတ်မရွတ်ချင်လဲနေစိတ်ကတမာတိရာမကောင်းလို့ပြန်လွင့်သွားတဲ့ဆိုဗဇက်ကရွတ်နေလိုက်စိတ်ကတော့ကိလေသာကင်းစင်မှုကိုဆင်ခြင်နေဒါမှကိုယ်တိုင်လည်းအဲ့ဒီလိုကင်းစင်လို့စိတ်ရှော့ချလို့စိတ်တွေဖြစ်လာလိမ့်မယ်သူကတော့ဆိုအတိတ်ပဲတစ်ခုကကောင်းသောစကားကိုမျက်ဆိုတော်မူတဲ့တော်မြတ်စွာဘုရားကောင်းသောစကားကိုဆိုတာမှန်ရမယ်အကျိုးရှိရမယ်အချင်းအခါသိရမယ်မေတ္တာထားတတ်တဲ့စကားဖြစ်ရမယ်ကောင်းစီလိုတဲ့ဆန္ဒရင်ခံနဲ့ပြောရမယ်အဲ့ဒါကိုဆင်ခြင်ပါများတဲ့အခါကိုလည်းအဲ့ဒီလိုစကားမျိုးတွေပဲပြောချင်လာတော့မယ်အဲ့ဒီလိုမဟုတ်ပဲအတိတ်ထံဝင်ထားလို့ပါဇက်ကသာတတူတူရွတ်နေမယ်စိတ်ကတောင်ရောက်မြောက်ရောက်ဆိုရင်တော့ကိုဟာကိုပတိပနေပဲရရအကျိုးမများနိုင်ဘူးဒါလို့ဆိုအရဟံဆိုပတိတစ်ပတ်သူကတော်ဆို၄ပတ်ဘဂဝါဆို၉ပတ်နဲ့အတိတ်ထံဝင်နေတာတွေရောလုံးသိမလို့သိသိသွားမယ်ထင်ပါတယ်အဲ့ဒီအစားတရက်ကိုဂုံတော်တစ်ခုပတိတစ်ပတ်စီနဲ့အတိတ်ပဲလေးကိုဆင်ခြင်ပြီးရွတ်နေတာကပိုထိရောက်တာပေါ့မေတ္တာတို့ဆိုလဲထုံနည်း၎င်းပဲစိတ်ရဲ့အလုပ်ဖြစ်တယ်မေတ္တာထားနိုင်ဖို့အတွက်အခြေခံအချက်တွေကိုဟောထားတယ်အဲ့ဒါတွေနဲ့ပြည့်စုံအောင်လို့ပြီးရင်မေတ္တာပွားဗုဒ္ဓအဆုံးအမတွေကို mind center teaching လို့ဆိုကြတယ်စိတ်ကိုဘို့ပြုတင်ကြတာဘာလို့ဆိုကံ၃ပါးမှာမနောကံစိတ်ကအရေးကြီးဆုံးမို့ပါပဲကာယကံဝစီကံဆိုတာသူ့ရဲ့အသီးပွင့်နေစိတ်မှာမေတ္တာတရားတွေပြည့်နှက်နေတဲ့အခါနှုတ်ကလည်းမေတ္တာစကားတွေဖြစ်လာတယ်လက်တွေလည်းကူညီခြင်းနဲ့လှူဒန်းခြင်းလာတယ်အဲ့ဒီလိုဝစီကံနဲ့ကာယကံကပြောင်းလဲမလာပဲစိတ်ကနေပဲမေတ္တာပို့နေတယ်ဆိုအဲ့ဒါကိုယ့်ကိုညာနေတာသာဖြစ်တယ်ပေါ့မေတ္တာတုတ်တွေတော့နေ့တိုင်းတက်စီရွတ်နေပြီးစိတ်ကဒေါသတွေမာနတွေပြည့်နေတယ်ဆိုတာကလည်းအဲ့အကြောင်းမဖြစ်ပါရဲ့စိတ်အလုံးကိုနှုတ်အလုံးအဖြစ်နဲ့လုပ်နေကြတာကိုဘောဇင်ကတုတ်တို့မဟာတမယတုတ်တို့ဆိုလဲအဲ့ဒီလိုပါပဲအတိဘေကိုသိနာလဲအောင်လုပ်ပြီးမှရွတ်မယ်ရွတ်နေတော့မှလဲအတိဘေကိုစေချေပွားများနေမယ်ဆိုပိုကောင်းပါတယ်ထုတ်ပြောရရင်တော့ပတိစိတ်တယ်ပေးရွတ်တယ်ဆိုတာကောင်းပါတယ်ကုသိုလ်လည်းရမယ်စိတ်ကိုလည်းထောက်ကူပြုတာတွေအများကြီးရှိရဲ့သို့တော့ဗုဒ္ဓအဆုံးအမရဲ့နှစ်သာရတွေကအဲ့အရာတွေမဟုတ်ဘူးဆိုတာတော့သိထားဖို့လိုမယ်အခောက်ရည်ထက်အတိဘေကိုသိပြီးစေချေပွားများနေဖို့ကပိုရေးကြည့်ရဲ့မမြင်နိုင်တဲ့အကာအကွယ်အဆောင်၆တွေလည်းယူပါအဲ့အထက်လက်တွေလည်းကြိုးစားထုတ်ဖို့ပိုလိုအပ်တယ်ဗုဒ္ဓအဆုံးအမတွေဟာစိတ်ကိုအခြေပြုပြီးတင်ကြားထားတာတွေဖြစ်လို့ဒီအဆုံးအမတွေကိုနာယူရင်ကိုယ့်ရဲ့စိတ်မှာလောဘဒေါသမောဟမာမာနမနာလိုဝင်တူခြင်းဆိုတဲ့အိတ်တမစ္စရိယဆွဲလန်းမှုဆိုတဲ့တဏှာပြင်းရင်ထိုင်မှန်ခြင်းဆိုတဲ့ဌိနမိဋ္ဌစိတ်ပြန့်လျင်ခြင်းဆိုတဲ့ဥဒ္ဒစ္စစတဲ့အငြိမ့်ကြီးတွေနေတဲ့သမျှနေတော့အောင်ကြိုးစားအထောက်ဖို့ကသာအဓိကအရေးကြီးဆုံးဖြစ်တဲ့ဆိုတာကိုသိစေချင်ပါတယ်3ရက်6လ2020 Secular Buddhism အကြောင်းဒီဘက်နောက်ပိုင်းဗုဒ္ဓအဆုံးအမနဲ့ပတ်သက်လို့အပြောများအရေးများလာပေမဲ့ကျွန်တော်စာရေးဆွေးနွေးမှုတွေကိုတေချာဖတ်ကြည့်နားထောင်ကြည့်မယ်ဆိုရင် Secular Buddhism ဘက်ကိုပို့ရောက်တာသတိထားမိပါလိမ့်မယ်ဘာသာသာသနာဆောင်းရှောက်မယ်ဆိုပြီးဗုဒ္ဓဘာသာဝင်တွေတခြားဘာသာဖြစ်မတော့အောင်ဘာသာမဲ့ဖြစ်မတော့အောင်ဒါမှမဟုတ်တခြားဘာသာဝင်တွေဗုဒ္ဓဘာသာရဲ့ကူပြောင်းလာအောင်ရေးနေတာမဟုတ်ပါဘူးအဲ့ဒီလိုပဲနိဗ္ဗာန်ရောက်ကြောင်းတရားတွေမဟုတ်တယ်လို့ဘေဒင်တွေနက္ခတ်တွေနဲ့ရောနှောရေးတာမျိုးလည်းမဟုတ်ဘူးဗုဒ္ဓအဆုံးအမတွေကိုအခြေခံကျင့်သုံးပြီးမှဘဝတစ်ခုကိုတန်ဖိုးရှိအောင်အေးချမ်းအောင်ဘယ်လိုနေထိုင်မလဲဆိုတဲ့ဘက်ကိုရေးရများပါတယ်Secular Buddhism ဆိုတာကိုတိတိကျကျအသိပဲဖွင့်ဆိုဖို့ခက်ပါတယ်မြင်သာအောင်ပြောရရင်ဗုဒ္ဓအဆုံးအမတွေကိုလက်ခံနေလိုက်နာတယ်ကျင့်သုံးတယ်သို့တော့တဘာဝလွန်ဖြစ်ရတွေ
တက်တည်ပြလို့မရတာတွေကိုအလေးမထားပဲဒါမှမဟုတ်လုံးဝကိုညှင်းပယ်ပြီးလက်ရှိဘဝကိုပဲအဓိကအာရုံစိုက်တာမျိုးဖြစ်ပါတယ်။ဘာသာတရားကိုးကွယ်မှုလို့တော့မဆိုနိုင်ဘူးပေါ့။ဘဝနေနည်းတစ်ခုလိုကျင့်သုံးနေထိုင်နေပြောရင်ပုံမှန်ပါမယ်။ဒီဆောင်းပါးမှာတော့အဲ့ဒီ secular Buddhism နဲ့ classical Buddhism လို့ခေါ်တဲ့အစဉ်အလာဗုဒ္ဓဘာသာကိုးကွယ်မှုနဲ့ဘာတွေခေါ်တယ်လဲဆိုတာကိုလေ့လာမိသလောက်ရေးပြခြင်းပါတယ်။အဓိကကွာခြားချက်ကတော့ classical Buddhism ကကျမ်းဂန်လာအဆုံးအမတွေဗုဒ္ဓဟောကြားချက်လို့သတ်မှတ်ထားတာတွေကိုအကုန်အစင်လက်ခံပြီး secular Buddhism ကတော့ဒီဘက်ခေတ်သိပ္ပံပညာစိတ်ပညာလူသားဝါဒတဒနာတွေနဲ့ချိန်ထိုးပြီးတော့မှတက်တည်ပြလို့ရတာတွေတဘာဝကြတာတွေကိုပဲလက်သင့်ခံပါတယ်။တန်တရား classical Buddhism ကတန်တရားကိုယုံပါတယ်။ရှစ်ဘဝနောက်ဘဝ32ပုံငရဲပြည်ကတရက်ကလူပြည်မှာပဲနှစ်နက်ပြည်ကစီးစိမ်ချမ်းသာကဘလို့ဘဝစသဖြင့်ပေါ့ဒီအတွက်အတိတ်ကံဆိုတာတွေပါလာတယ်နောက်ဘဝကိုမျှော်ကိုပြီးအလှလောက်တာတိလဆောင်နေတာတွေရှိတယ်နေမရောက်ဖို့အတွက်ကျင့်ကြအားထုတ်ကြတယ်secular Buddhismကတော့အဲ့အရာတွေကိုအဓိကဦးစားမပေးဘူးတက်တည်ပြလို့မရတာဒီဘဝအေးချမ်းဖို့တန်ဖိုးရှိနေနိုင်ဖို့ကိုပဲစဉ်းစားတယ်ရည်ရွယ်တယ်နှစ်သစ္စာလေးပါးပရိစ္ဆသမုပ္ပါ classical Buddhism ကတန်တရားကိုယုံတဲ့အတွက်သစ္စာလေးပါးပရိစ္ဆသမုပ္ပါစတာတွေကိုတန်တရားလွတ်ကြောင်တရားအဖြစ်နာယူကျင့်သုံးကြတယ် secular Buddhism ကတော့ဒီတဘဝစာစိတ်ငြိမ်းချမ်းမှုရဖို့ဆိုတဲ့ရှုထောင့်ကနေချင်းကပ်တယ်တကယ်ဆိုတန်တရားကိုယုံသည်ဖြစ်စီမယုံသည်ဖြစ်စီအလုံးအတွက်မှန်နေတဲ့တစ်ခုကစိတ်ဆွဲလန်းမှုများလေပူလောင်ရလေပဲသစ္စာလေးပါပရိစ္ဆသမုပ္ပါမဂ်ကင်ရှိပါစတဲ့တရားတွေဟာနေဗရဖို့မှမဟုတ်ပဲလက်ရှိဘဝအေးချမ်းမှုရဖို့မှလည်းကျင့်သုံးလို့ရပါတယ်၃အလှလုပ်တဲ့အခါ classical Buddhism ကတန်တရားကိုရည်ရွယ်ပြီးအလှတွေလုပ်တယ်ဝါဆိုသင်္ကန်းကတ်တာကထိန်သင်္ကန်းကတ်တာစသဖြင့်အဲ့ဒီလိုကတ်လူချင်းဖြင့်နတ်ပြည်မှာဘာဖြစ်မယ်ညာဖြစ်မယ်ဘဝဆက်တိုင်းဘယ်လိုကောင်းကျိုးရတယ်ဆိုရက်မက်လုံးတွေနဲ့ပေါ့ secular Buddhism ကလည်းအလှလုပ်တယ်သို့တော့သူ့အလှကြတန်တရားကိုမရည်ရွယ်တော့ဘူးကိုယ့်အကျိုးထက်အလှကံပုဂ္ဂိုလ်အစဉ်ပြေစေဖို့ဆိုတဲ့ဘက်ကိုပဲသွားတော့တယ်သင်္ကန်းတွေတောင်လို့ပုံနေတဲ့နာမည်ကြီးဆရာတော်တစ်ပါးကိုသင်္ကန်းလူမဲ့အစားစစ်ပေးချောက်စကန်ကိုပဲလှူလိုက်တာမျိုးဝင်းဝနေတဲ့စေတီမှာရွှေသင်္ကန်းကမဲ့အစားစာသင်ကျောင်းတစ်ခုကိုငွေလှူတာမျိုးလုပ်ကြတယ်၄ဗုဒ္ဓ classical Buddhism ကလောကသားတွေကိုကယ်တင်ဖို့ဖျားစုမိုင်တာကနေစလို့ဘဝပေါင်းများစွာပါရမီဖြည့်ခဲ့တာတွေဖျားလောင်းဘဝတွေအကုန်လုံးကိုလက်ခံတယ်ကြီးညိုတယ်နောက်ပြီးဗုဒ္ဓရဲ့လိုအပ်ချက်လျောက်တကူနဲ့ဖန်ဆင်းပြတာတွေနတ်ပြည်သက်ပြီးတရားဟောတာတွေဒါတွေကိုလည်းယုံကြည်ကြတယ် secular Buddhism ကတော့ဂေါရမဗုဒ္ဓဘဝတစ်ခုတည်းကိုပဲလက်ခံတယ်စီးစိမ်တကူတွေနဲ့ဂေါနတ်ဖျားဆန်ဆန်ပုံရိပ်ထက်အင်မတန်စီးစိမ်ဥစ္စာပေါ်များတဲ့မင်းသားဘဝကိုစွန့်ဖန်ရီစွန်းတဲ့အဝတ်ကိုဝတ်ရိုးရှင်းစွာနေထိုင်မာမာနမရှိမေတ္တာတရားကြီးမှာအသိဉာဏ်အလွန်မြင့်မာပြီးသူ့အသိတွေဓမ္မတရားတွေကိုဟောကြားပြသခဲ့တဲ့လူသားစစ်စစ်တယောက်ဖြစ်ပဲလေးစားကြည်ညိုတယ်ပေါ့သူတို့မျက်စိထဲမှာတကူရိပြနေတဲ့ဗုဒ္ဓထက်ဒုက္ခတုအခါမှာအင်မတန်ပြင်းပြင်းထန်ထန်ရှိနေတဲ့ဇက်ခွဲခြားမှုကိုစန့်ကျင်ခဲ့တာမျိုးကပိုပြီးလေးစားကြည်ညိုစရာကောင်းနေတယ်ပြောမယ်ဆိုဖျားလောင်းဇက်တော်တွေမှာတော့ဗုဒ္ဓတကယ်ဟောခဲ့တာဟုတ်မဟုတ်အငင်းပွားစရာဖြစ်နေတာတွေအများကြီးဥပမာဝေဒနီယာမင်းဆိုအတော်လေးလူပြောစရာဖြစ်တယ်စင်ပူတော်ကိုလှူတာထားကလေးတွေနဲ့မိမကိုပါပေးလူပစ်ထားကြဒီခေတ်အမြင်နဲ့ဆိုအတော်လေးလက်ခံနိုင်စရာမရှိဘူး classical Buddhism မြင်ရတော့ဒါဟာဆုံးလွတ်ခြင်းပါရမီဖြည့်ခြင်းဖြစ်ပေမဲ့ secular Buddhism ကတော့ဘုရားဟောစစ်ဖြစ်ပါတယ်ဆိုတာတော့အဲ့ဒီခေတ်ကာလအခြေအနေရလုပ်ခဲ့တာမျိုးပဲလေဆိုတာအပြင်ထူးပြီးကြီးညိုအတူနေစရာမရှိဘူးငါတန်ခါ classical Buddhism ကယန္နာတစ်ပါးအဖြစ်ကြီးညိုကြတယ်တင်ငယ်ကိုလေးစားရမယ်ဆိုတာမျိုးပြောကြတယ်တန်ခါကိုလူတန်းချင်းကြောင့်ရတဲ့အကျိုးတွေကိုမျှော်လင့်ကြတယ်secular Buddhism ကတော့တ
တန်ခါကိုလေးစားမှုထားတယ်။တရားကိုဖြောဖြောတန်တန်အားထုတ်နိုင်အောင်သူများကိုတဆင့်ပြန်လည်ဟောကြားတင်ပြနိုင်အောင်စာဝတ်နေရေးကူညီပေးတယ်။စွမ်းတင်ကန်းကျောင်းစီပစ္စည်းလေးပါလှူဒန်းနေဟောကြားချက်တွေကိုလည်းတလေးတစားနာယူတယ်။သို့တော့ဝီနီးနဲ့မညီတာမဟုတ်တာလုပ်နေတာတွေ့ရင်ဝေဖန်တယ်။ကဲရဲ့တယ်။6. သီလဆောက်တည်မှု Classical Buddhism ကငါးပါးသီလကိုအတိအကျလိုက်နာတယ်။ဒီအတွက်ကုသိုလ်ရတယ်။ဖျောက်ဖျက်ရင်အကုသိုလ်ဖြစ်တယ်။ဒီလိုမှတ်ယူတယ်။ Secular Buddhism ကတော့သီလဆိုတာကို moral reasoning လို့ခေါ်တဲ့ကိုယ်ချင်းတရားဆိုင်ရာကျိုးကြောင်းစီခြင်းမှုနဲ့ချင်းကပ်တယ်။ဒီလိုလုပ်ခြင်းအဖြစ်ဘယ်သူတွေကိုထိခိုက်နိုင်မလဲ။ဒီလိုလုပ်ဖို့တာဝန်ကိုပြတ်ကွက်ခြင်းအဖြစ်ဘယ်သူတွေအကျိုးရောက်သွားမလဲ။ဒီလိုဆင်ခြင်ပြီးမှခံယူจิตသုံးတယ်။9. တရားအထုတ်ခြင်း Classical Buddhism ကကမ္မဋ္ဌာန်းအလုပ်ကိုတန်တရားလွတ်ကြောင်းဖြစ်ခံယူပြီးလုပ်တယ်။အားထုတ်တယ်။ Secular Buddhism ကတော့လက်ရှိဘဝမှာကြုံတွေ့နေရတဲ့စိတ်ဖိစီးစရာတွေနဲ့မရေရာမှုတွေကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကမ္မဋ္ဌာန်းအားထုတ်မှုကိုလုပ်တယ်။ 10. ဘာသာရေးထုံးတမ်းဓလေ့တွေဥပမာတည်င်းကျုစုမြတ်စွာဘုရားနတ်ပြည်မှာဝါဒင်း3လအဘိဓမ္မာတရားသွားဟောပြီးပြန်ဆင်းလာတာကိုကြိုဆိုကြတာလို့ခံယူတယ်။ဒါကြောင့်မိထွန်းပူဇော်ကြတယ်။ Secular Buddhism ကတော့အဲ့ဒါကိုပွဲလန်းတပင်တစ်ခုဒလိရွရတစ်ခုဖြစ်တာလက်ခံတယ်။နတ်ပြည်သွားပြီးတရားဟောတယ်ဆိုတာကြ supernatural ဆက်နေတာကိုဒါကိုလက်မခံတော့တည်င်းကျိုးလာပြည်ကြီးကလည်းအလိုလိုနေရင်တိတ်မဆန်းတော့ဘူးဖြစ်သွားတယ်။ကောင်းမှုကုသိုလ်ဆိုတာကလည်းလာပြည်နေပဲကွက်လုံနေရတာမျိုးမဟုတ်ပဲဘယ်ရက်ဘယ်နေ့မဆိုလှုပ်လို့ရလှုပ်တင်တာပဲကူနေ့တွေရက်တွေပေါ်အစွဲလက်မထားတော့ဘူးပြောရမယ်။ Secular Buddhism တယောက်ဖြစ်လာတဲ့အခါအဓိကဘာတိတာသွားလဲဆိုတော့လွတ်လပ်သွားတာပဲ။ကုသိုလ်ရဖို့ဆိုတဲ့မက်လုံးအာကုသိုလ်ဖြစ်တဲ့ငရဲကြမယ်ဆိုတဲ့6လုံးတွေထက်ကျိုးချောင်းဆင်ခြင်ပြီးမှကျင့်သုံးနေထိုင်ရတာတိတ်အရသာရှိတယ်။ဥပမာခွေးလေခွေးလင်းပြဿနာပဲဆိုပါတော့တကယ်ဆိုသူတစ်ပါးအသက်သက်တဲ့ကိစ္စပဲပါဏာတိပါရကံထိုက်တယ်အာကုသိုလ်ဖြစ်တယ်မလုံတင်မလုံထိုက်ဘူးသို့တော့ humanism ရကြည့်မယ်ဆိုတော့အဖြေကတစ်မျိုးဖြစ်သွားတယ်။ဒီခွေးတွေကြိုက်လို့ခွေးရောဂါနဲ့တေကုန်သူတွေမနေဘူး။နိုင်ငံတော်မှာလည်းကုန်ကြစိတ်တွေများတယ်။မုံလို့တက်ရတာတော့မဟုတ်ဘူးပေါ့။တေကြပါစီတော့ဆိုတဲ့စီဒနာနဲ့လုံနေရလည်းမဟုတ်ဘူး။အများအတွက်လုံတဲ့လုံထိုက်တာကိုလုံတာဖြစ်တယ်။ဒီတော့ secular Buddhist တယောက်အနေနဲ့တွေ့ဝေတာဝေဝါတာတွေတိတ်မရှိတော့ဘူး။ဗုဒ္ဓဂုဏ်တော်ဆိုလဲအရဟံကိလေသာကင်းစင်တယ်သူကတော့ကောင်းသောစကားကိုဆိုတယ်ဗုဒ္ဓသစ္စာ၄ပါးကိုကိုယ်တိုင်လည်းသိတယ်သူများကိုလည်းပြန်ဟောနိုင်တယ်ဒီလိုလူသားဆန်တဲ့ဂုဏ်တော်တွေကိုပဲပို့ပြီးကြည်ညိုမိလာတယ်မင်းတို့ဖခင်ကမွေးကလေးကလမ်းထားလျှောက်တယ်ဆိုတာဟုတ်ပါမလားနတ်ပြည်တရားဟောတယ်ဆိုတာဟုတ်လို့လားစသဖြင့်ပြောလာရင်လည်းအေးစေပဲအဲ့ဒီရဲ့ဆွမ်းနေကြောင့်ဗုဒ္ဓအဆုံးအမကိုခံယူကြည့်သုံးနေတာမှမဟုတ်တာဘယ်သူနဲ့မဆိုဆွေးနွေးရစကားပြောရတာကောင်းလာတယ်အမုန်းမပွားတော့ဘူးငင်းခုန်စရာမလိုတော့ဘူးအလူလို့ရင်လေနောင်တန်စရာမှာချင်းချင်းတတာနေရဖို့ဆိုတာထက်မေတ္တာတရားနဲ့ဆုံးလို့စိတ်ကိုအခြေခံပြီးလှုပ်ဖြစ်လာတယ်ကိုပေးလူလိုက်လို့တစ်ဖက်သားအစီပြီးသွားတာကိုပီတိဖြစ်တဲ့စိတ်ကလေးနဲ့လူရတာတိတ်စိတ်ချမ်းသာတယ်တိတ်အေးချမ်းတယ်မြန်မာပြည်မှာလူလာဖြစ်တာဝိကျေကြီးလို့ဆိုပြီးအတိတ်ကံကိုမပုံချတော့ဘူးလူဆိုးတွေတနေ့ဝတ်ပြန်လေလိမ့်မယ်တည်ရင်ငရဲကြလိမ့်မယ်ဆိုပြီးလဲလက်ပိုက်ကြည့်မနေတော့ဘူးလှုပ်ရှားရှိတာကိုလှုပ်တယ်အကြောင်းတရားကိုဖြည့်ဆည်းထားရင်စံရာကြိုးတရားဟာမလွဲမသွေရောက်လာမှာပဲလို့ယုံကြည်တယ်အပေါ်ကစာရီဖတ်လိုက်ရင် Classical Buddhism ကတော်တော်မကောင်းတယ်လို့ဖြစ်နေတယ်တကယ်တော့အားလုံးကအဲ့ဒီတန်းဖြစ်နေတာတော့မဟုတ်ဘူးဥပမာတန်ခါကိုဝေဖန်ထောက်ပြလို့ရတယ်ဆိုတာမျိုးတန်ခါတော်တွေကိုယ်တိုင်ပြောနေကြတာပဲတန်တရားကိုယုံကြည်လက်ခံပေမဲ့အလူလုံးတဲ့အခါတန်တရားမှာအကျိုးပြန်ရဖို့မဟုတ်ပဲအလူခံပုဂ္ဂိုလ်ဆင်ပြေစေဖို့ရည်ရွယ်ချက်နဲ့လူနေတဲ့သူတွေလည်းရှိတာပဲသို့တော့အများအဖြစ်တော့အဲ့ဒီအတိုင်းပဲဖြစ်နေကြတယ်ပေါ့ဒါကြောင့်ကောင်းတာကိုယူမကောင်းတာကိုပြုပြနိုင်ရင်တော့အကောင်းဆုံးပါပဲကိုယ်တိုင်လည်းတန်တရားကိုယုံပါတယ်နိဗ္ဗာန်ဆိုတာကိုလည်းကိုမလိုချင်သေးပေမဲ့
ရှုံးတယ်လို့ဖျားရှိကိုတရားထိုင်ပြီးအမျှဝေတာမျိုးတွေလုပ်တာပါပဲသို့တော့တက်နိုင်သမျှကတော့ classical Buddhism ရဲ့အားနည်းချက်တွေကိုရှောင်ရှားပြီးနေထိုင်ဖြစ်လာပါတယ်တကူစားအမြင်ရပြောရရင်ဒီခေတ်လူငယ်တွေကလေးတွေကလည်း secular Buddhism ဘက်ကိုပိုရောက်လာကြပါလိမ့်မယ်တိပ္ပံခေတ် AI ခေတ်မှာကြီးပြင်းလာတဲ့ကလေးတွေကို supernatural ရုံခိုင်းဖို့ဆိုတာအတော်ခက်လာမှာကိုခုနောက်ပိုင်းလူငယ်လူလက်ပိုင်းတန်ဃာတော်တွေဆိုလဲအဲ့လို secular Buddhism ဆိုင်တဲ့ဘက်ကနေချင်းကပ်ပြီးရေးလာဟောလာကြတာတတိထားမိကြမှာပါအရင်ကတော့မိဘကဗုဒ္ဓဘာသာမို့လို့ကိုယ်လည်းအဲ့ဒီလိုဖြစ်သွားတယ်ဆိုတော့မိယိုးဖလာဗုဒ္ဓဘာသာထက်ဘာသာရေးအကြောင်းကိုအခြေမြင့်မြင့်သိတဲ့မိယိုးဖလာလွန်ဗုဒ္ဓဘာသာကိုပိုနှစ်သက်ခဲ့တယ်ကလေးတွေဆိုလဲငယ်ရွယ်စဉ်ကလေးကရင်ထဲမှာဖျားတည်ထားပေးတဲ့နေဒါမှသာဘာသာရေးအသည့်အခြေခံမှာဆိုတာမျိုးပေါ့အခုတော့ secular Buddhism ကိုပိုသဘောကျလာပါတယ်အစဉ်လာကိုးကွယ်မှုထက်စာရင်ပိုပြီးလက်တွေ့ကြတယ်လူသားဆန်နဲ့လူမှုပတ်ဝန်းကျင်အတွက်အကျိုးပိုပြုနိုင်တယ်လို့မြင်မိတယ်နှစ်ခုလုံးကတော့ဗုဒ္ဓအဆုံးအမတိုင်ကြည်ရန်နေထိုင်ကြတာချိပါပဲအနည်းငယ်သာကွဲခြားသွားတယ်ပြောရမယ်တကယ်တော့ဘယ်ဘာသာကိုပဲကိုးကွယ်သည်ဖြစ်ပါစေဘယ်ဘာသာကိုမှမကိုးကွယ်သည်ဖြစ်ပါစေသူတော်ကောင်းဟာသူတော်ကောင်းပါပဲသူယုံမှာဟာသူယုံမှာပါပဲဒါကြောင့်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်နေနိုင်ဖို့ကသာအရေးကြီးဆုံးဖြစ်ပါတယ်28ရက်6လ2020 Preference What is a secular Buddhist and what do they believe? Dana Nori Traditional views Secular Buddhism Ban PQ Boni Secular Buddhist Network Secular Buddhism Eastern Thought for Western Minds Noah Washington